nhôm phanh cùng lục hà thì là cục bằng nóเป็นกายวันตนีกายวันตนีกายวันตนีสโรเวียเปียยุปีพุชิมารมอภิยาไม่เพื่อนไหมไม่ว่าเพื่อนเรานี่ ไม่ใช่หรอအခုမှဆက်စရာအခုမှလာတာว่างเดย์อันนี้ว่างเดย์เรื่องมวยนะเอาไว้ฮัลโหล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  ပစ္စည်းတွေမှာမိုးစိတ်ရိုက်တာရှိတယ်မှာ ฮัลโหล ထုတ်တယ်မှာကြောင်းပါတယ်တခုလောက်ရှာတော့ว่าอัปเดตนี่ฮะเสร็จแล้วအဲ့ဒါမှမလောဂျင်းไม่มันอันนี้มีดอกปูน สุกี้ဟုတ်ဟုတ်ပြေချရာဟုတ်ပြီဟုတ်ဒီဆရာတော်ကဟုတ်ကဲ့ Okay thank you ယူပြီးပါနော်အညိုคุยนาวีคนคุยนาต้องคุยนาวีတလုံးမရှိလေအမကောင်းမိုင်မနေရပုံမှန်လေးစားအပြည့်လို့စားကြည့်မှာပဲဒီကျင်းတယ်ပေါ့တော့နေခဲ့တိုင်းတော့ပေါ့ကျင်းဟုတ်တယ်ဆက်ရှင်တယ်စမ်းချင်းတယ်လို့အချေပြီฮัลโหลฮัลโหลอารหัมโอเคเนาะนี่เราประธานยุบไปยังนี่เราเสร็จประธานยุบไปแล้วข้าวไม่อยู่เจ้าดีที่เสียเราสิ่งของคอยอยู่นี่เราเจ้าเลยเนี่ยประธานยุบไปยังมาแล้วเจ้าเราบอกเจ้าเราเนาะนี่เรายุ่งมานี่เราประธานยุบไปมาAs you like. Hold on. Hold on, let's go to that. As you like. ဥပုဒ္ဒေကုရပဋ္ဌာန်းရောအောင်လားပစ္စယနိဒိတာပူဇော်အောင်လားမေတ္တာတော့လောက်လားညောဘယ်ဟာကြိုက်လဲမေခွန်းလုံးမှာဟုတ်ပြီဒါဆိုမေတ္တာတော့ပဲရောနော်တန်ဃာတော်ရှင်သူမြတ်တို့ဗျာအိမ်သူအိမ်သားကဘာသူကဘာသားအလုံးကုသိုလ်မင်္ဂလာတိုးပွားစေဖို့ရန်အတွက်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောမေတ္တာသုတ်တရားဒေသနာတော်နှင့်ဗုဒ္ဓဓမ္မသံဃာအစရှိတဲ့ဂုဏ်တော်များကိုရွတ်ဖတ်ပူဇော်တော်မူပေးပါရန်ယုတိလေးမြတ်စွာအတိပေးပန်ကြားလျှောက်ထားအပ်ပါသည်အရှင်မြတ်တို့ဗျာသမန္တာသကဝါလေတုအတရာကိသန္တုဒေဝန္တာတတ္တမမုနိရာဇန္တာသူနန္တုတက္ကမောက္ခရံဓမ္မသဝနာကာလောအယံပတ္တန္တာ
ဓမ္မသာဝနာကာလောအယံပတ္တန္တာဓမ္မသာဝနာကာလောအယံပတ္တန္တာနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယန္တာနုဘာဝတောယက္ခာနေဝတတ္တေတိပိတနံယံမေစေဝာနုယုံဇံတောရတ္တိတိဝမတန္တိတောဒုက္ခံသူပတိသုတ်တောသာဘဗံဂိဉ္စေနပတ္တိဧဝမာတိကုဏုပေတံပရိဒန္တံပနာမဟိကရဏီယမထကုတလေနယန္တတန္တံပဒံအပိတမေသာတကောဥစုသာတုစုသာတုဝသောသတ္တမုဒုနာတိမာနိတန္တုတကောသာတုပရောသာအပကိသောသာတလဟုကဝုဒ္ဓိတန္တိန္ဒရိယောသာနိပကောသာအပကဘောကုလေသောနနုဂိတောနာသာဂௌတမစရေခိစီယေနဝိညုပရေဥပဝတိယောဒုက္ခိနောဝခေမိနောဟွန်တုတပ္ပတတ္တဘဝန္တုဒုက္ခိတတ္ထာယေကေစီပါဏာဗုဒ္ဓတိတတဝါထာဝရဝနဝတိတာတိဃဝါယေဝမန္တာမစ္စည်းမရတကာနုကထုလာဒိဋ္ဌဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါတံဘဝေတိဝါတပ္ပတတ္တာဘဝန္တုဒုက္ခိတတ္ထာနာပရောပရဏိကောဘေထာနာတိမညေထာကတ္ထစီနာကိဉ္စီပြာရောတနာပတိကတင်ညာနိညာမညတဒုက္ခမိတ်စေယမန္တယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိတဝဗုတေတုမာနတံဘဝယေအပရိမာဏံမေတ္တေသတဗ္ဗလောကသမေမာနတံဘဝယေအပရိမာဏံဩဒ္ဒတောသာတိရိယံသာအတံဘာဒံအဝေရာမတပတ္တံဒိဋ္ဌံစရဏိတိနောဝါတယာနောယဝတ္တဝိဒမိတ်တောဧတံတတေယဒိဋ္ဌေယဗြဟ္မမေတ္တံဝိဟာရမိဓမ္မာဟုဒိဋ္ဌေသာနုပကမ္မာသီလဝတတ္တနေနတံပန္နောကာမေတုဝိနေယကေတံနာယိသာတုကပ္ပတေယပုဏ္ဏရေတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတက္ခတောဘဂဝတာဓမ္မောတန္တိဋ္ဌိကောအာကာလိခောဧပတိကောပနေယိကောပစ္စတံဝေရိတဘောဝိညုဟိသုံပတိပန္နောဘဂဝတောတာဝကတံကောဥဇောပတိပန္နောဘဂဝတောတာဝကတံကောညာယပတိပန္နောဘဂဝတောတာဝကတံကောသာမိစိပတိပန္နောဘဂဝတောတာဝကတံကောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧတာဘဂဝတောတာဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်းဇလိကရဏီယောအနုတ္တရံပုညခိတံလောကတာဧဝံဗုဒ္ဓံတရန္တာနံဓမ္မံတံကိဉ္စဘိက္ခဝောပယံဝါသံပိတတံဝါဒောမဟံသောနာဟိတတိ
ဒုက္ခပတ္တာသနိဒုက္ခဘယပတ္တာသနိဘယသောကပတ္တာသနိသောကဟောတုတပေပိပါဏိနောဣတဝရသအမေဟိတံပရံပုညတံပရံတဗေဒေဝနုမောဒန္တုတဗ္ဗတံပတ္တိသိတ္တိယဒါနန္တရံတုတတ္တာယသီလံရခန္တုတပ္ပဒါဘာဝနာပိရတာဟွန်တုကိစ္ဆန္တုဒေဝတာဂတာတဗ္ဗေဗုဒ္ဓဗလပတ္တာပစ္စေကာနိသယံဗလံအာရန္တာနိသတေစေနာရခံဗန္ဒာမိတပ္ပသောမဟာကာရုဏီကောနာထောဟိတာယတပ္ပပါဏိနံပုရိန္တဝပါရမီတပ္ပပတ္တောတံဘောဓိမုဒ္ဓမံဣတေနသစ္စာဝဇေနာတုတိတေဟောတုတပ္ပရာစယံတောဘောရိယာမူလေတัจ jana နန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတာပလင်္ကေတိတေပုထုဝိပုခ္ခလေအပိတေကေတဗ္ဗဗုဒ္ဓနံအဂပတောပမောဒတိသူနကတံသူမင်္ဂလံသုပ္ပဘာတံသူဥဋ္ဌိတံဒုက္ခနောသူမုဟုတ်သောသာသူယိဋ္ဌံဗြဟ္မစာရိတုပရခိနံကာယကမ္မံဝါစာကမ္မံပရခိနံပရခိနံမနောကမ္မံပဏိတိတေပရခိနေပရခိနာနိကတဝနာလဗန္တတေပရခိနေတေအတ္တလတ္တဒုခိတာဝိရုံလဗုဒ္ဓသာသနေအာရောဂဒုခိတာဟောထာသဟာတပေဟိညာတိပိဘဝတုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနာတရာဒုခိဘဝန္တုတေဘဝတုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနာတရာဒုခိဘဝန္တုတေဘဝတုတဗ္ဗမင်္ဂလံရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနာတရာဒုခိဘဝန္တုတေသာဓုသာဓုသာဓုကြွလို့ရပါပြီယေရှုတော် စီစဉ်တော့ ဆလမ်အာကုံအေးဟုတ်တယ်ပါပြီနော်ဆိုင်အောင်ကျုံရိတ်တာပဲ တူလား ရှိလားရှိပါဘူး ညုံမြင့်ထမောဒို ဟုတ်နော် မမ် လားဟုတ်နော် ဟုတ်ပြီမုန်တီစီမွန်ဟုတ်ပြီမောတော့ကြည့်မောတော့
ဒီကဒီကြောက်ရရတယ်ကြောက်ရရတယ် ရတယ်มาไว้ไทยแบบนี้แม่สมกัญญาปีสำนักของครูพระองค์นำไปบานกะบกปลายนั่นจังสำนัวอุบาสกาบานสูราตากูปฏิบัติในอนาปานสติละหรือก็กูปฏิบัติในทอระไตเสียงเตียนเนาะเสรเวียตะการมาเมเดมีกูที่วิโรบาดาแกคงจุโรงบาเบียโออานาปานาตเตกูอาโทอานาปานาตเตกูเวอาโทยามลาตุมุอานาปานาตเตกูอาโทปีมะจาเตชาวอาโทเสียสิติลาโลอดิลูเมธาวอะไรเบีย သာသနာမှာကကမ္မထံနှမျိုးရှိတယ်သမထကမ္မထံနဲ့ဝိပဿနာကမ္မထံနှမျိုးရှိတယ်အဲ့တော့သမထကမ္မထံကအလုံးပေါင်း40ရှိတယ်အဲ့ဒီသမထကမ္မထံ40တစ်ခုခုကိုအထုတ်ရင်လည်းရတယ်နောက်ဝိပဿနာကမ္မထံဆိုတာကတော့ရုပ်တဘာဝနာမ်တဘာဝကိုရှုမှတ်တဲ့ကမ္မထံဒါကဖျားပွင့်လာမှအာထုတ်ခွင့်ရတဲ့ကမ္မထံအဲ့တော့မဉ္ဇဉ်ဖူဉ္ဇဉ်လိုချင်တယ်နိဗ္ဗာန်လိုချင်တယ်ဆိုရင်ဝိပဿနာသိချာပေါက်အာထုတ်ရမှာဖြစ်ပါတယ်ဝိပဿနာအာမထုတ်ပဲနဲ့မဉ္ဇဉ်ဖူဉ္ဇဉ်မရနိုင်ဘူးဒါကြောင့်သာသနာနဲ့ကြုံတဲ့အခိုက်မှာဝိပဿနာကမ္မထံကိုအထုတ်ဖြစ်အောင်ကြိုးစားသင့်ပါတယ်လို့တိုက်တွန်းလိုပါတယ်နော်จังธรรมาสมช่างเอาญาติโยมจะพูดบริษัทออกเรียนนั่นคือมันปฏิบัติในวิปัสสนากรรมฐานปลุกในขนมศาสนาระบบเปรสสมาสัมพุทธปรมครูในเยอะยังไงมีการปฏิบัติปีประเภทคือสมถกรรมฐานในหนึ่งสมถะหนึ่งวิปัสสนาเช่นในขนมสมถะคือมีในโหระดอลสายสประเภทในขนมสมถะสายสประเภทนั่นคือยังปฏิบัติมวยนะกบานได้ให้มวยเตี้ยคือวิปัสสนากรรมฐานวิปัสสนาคือเจียการปฏิบัติไม่เคยในลักษณะระบบเนียมรูปทัวหนึ่งเนียมทัวยังวิปัสสนากรรมฐานนี้ตัวแต่เปรียสมาสัมพุทธปองตรงอุปัตลางในขนมเลิบเตในขนมโลกยืนนี้tựเมียนกาtựเมียนออกกาดำไปปฏิบัติในวิปัสสนากรรมฐานโดยเฉพาะสำหรับกลบทเนี่ยได้ปรารถนาเจนจะอัมปีโลกนี้คือกอบใบปฏิบัติในวิปัสสนากรรมฐานจังโดยเชี่ยสำนวนระบบบาสกาส่วนยังเดิมยังปฏิบัติแต่อนาปานะสดหรือก็ยังไม่มีในกูปฏิบัติได้ยังกู
គួរបដិបត្តិនៅវិបស្សនាបន្តទៅមុខទៀតព្រោះវិបស្សនាកម្មដ្ឋានគឺជាកម្មដ្ឋានមួយសម្រាប់រួចផុតចាក់ទុក្ខបើត្រឹមតែសមថៈគឺព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ឧបបត្តិឡើងក៏អាចបដិបត្តិបានដែរចំណែកឯវិបស្សនាតើតែព្រះសម្មាសម្ពុទ្ធទ្រង់ឧបបត្តិឡើងទើបបានអាចមានឱកាសដើម្បីបដិបត្តិបានព្រោះហើយដូច្នោះអាត្មាសូមក្រែងរំលឹកដល់ញាតិញោមនឹងហើយឬក៏សូមឲ្យញាតិញោមបដិបត្តិនៅវិបស្សនាបន្តទៅមុខទៀតនឹងសំណួររបស់បាសកម្មប៉ុណ្ណឹងអញ្ចឹងយើងបដិបត្តិអាណាបាណហើយគឺគប្បីបដិបត្តិនៅវិបស្សនាតទៅមុខទៀតតើនេះអញ្ចឹងមានសំណួរផ្សេងទៀតចឹងចង់សួរថាដើម្បីចេញចាក់អាណាបាយើងគួរទៅរកវិបស្សនាដោយវិធីណាអាណាបាណាតតិគូអាធុពីរេខាមកវិបស្សនាគូပြောင်းរេខាមកបលូនីឡាននៃគូပြောင်းយ៉ាងម៉េចလဲဗျាអាណាបាနာကိုမနေ့ကပြောခဲ့တယ်သမထအနေနဲ့ရှုတာရှိတယ်ဝိပဿနာအနေနဲ့ရှုတာရှိတယ်အဲ့တော့သမထပေါက်မြောက်ပြီးသွားပြီဆိုရင်ပေါ့နော်ဒီအာနာပါနနဲ့တမာတိထူထောင်လိုက်တယ်တမာတိရလာပြီဝိပဿနာကိုကူးပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီအာနာပါနကိုရှုမှတ်နေတဲ့စိတ်နော်အာနာပါနကိုရှုမှတ်နေတဲ့စိတ်ကိုရှုမှတ်ပေးရတယ်စိတ်တ ानु ပဒနာလို့ခေါ်တယ်နော်အဲ့ဒီထွက်လေကိုသိတဲ့စိတ်ဝင်လေကိုသိတဲ့စိတ်နော်ထွက်လေဝင်လေရှုတယ်ပြီးထွက်လေကိုရှုတဲ့စိတ်ကိုသိတယ်ဝင်လေကိုရှုတဲ့စိတ်ကိုသိတယ်အဲ့တော့ထွက်လေဝင်လေကိုသိတဲ့စိတ်ကိုရှုမှတ်ခြင်းသည်စိတ်တ ानु ပဒနာလို့ခေါ်တယ်ပြီးရင်အဲ့ဒီထွက်လေဝင်လေမနေ့ကပြောခဲ့တယ်ထိတဲ့သဘောထိတဲ့သဘောကိုရှုတယ်ဆိုလို့ရှိရင်အဲ့ဒါယုတ်ကမ္မထံဓာတ်ကြီး၄ပါးကိုနော်ဒီပထဝီတေဇောသဘောဝါယောသဘောအဲ့ဓာတ်သဘောတွေကိုရှုတာဖြစ်တယ်အဲ့တော့ထွက်လေဝင်လေကနေဝိပဿနာပြောင်းမယ်ဆိုရင်ဘယ်လိုရှုရမလဲဆိုရင်အနည်းချုပ်ပြောရင်ထွက်လေဝင်လေကိုသိတဲ့စိတ်ကိုရှုရတယ်ပြီးရင်အဲ့ဒီထွက်လေထိတဲ့သဘောဝင်လေထိတဲ့သဘောကိုရှုရတယ်အဲ့ဒါထွက်လေဝင်လေကနေဝိပဿနာပြောင်းဖို့ပေါ့နော်អញ្ចឹងការឆ្លងទៅបដិបត្តិបន្ទាប់ពីបដិបត្តិនៅអាណាបានសតិហើយយើងឆ្លងទៅកាន់ណាវិបស្សនាហ្នឹងគឺដូចជាម្សិលមិញបានសម្ដែងតកតងរឿងការសម្លឹងនៅអាណាបានតាមសមថៈហើយនឹងការសម្លឹងនៅអាណាបានតាមវិបស្សនាអញ្ចឹងការសម្លឹងនៅអាណាបានតាមសមថៈគឺការកំណត់ដឹងនៅការនៅខ្យល់ចេញនិងខ្យល់ចូលចំណែកឯការសម្លឹងនៅអាណាបានតាមវិបស្សនាគឺការកំណត់ដឹងនៅលក្ខណៈរបស់ខ្យល់ចេញនិងខ្យល់ចូលអញ្ចឹងសម្រាប់អ្នកដែល
ban ដល់ទីបំផុតនៃអាណាបាណហើយហ្នឹងអាហ្នឹងយើងក៏បីសម្លឹងនៅអាណាបានហ្នឹងឲ្យคล้ายឲ្យទៅឃើញនៅសភាវៈលក្ខណៈរបស់ខ្យល់ចេញខ្យល់ចូលហ្នឹងនេះបើយើងនិយាយដោយសរុបសង្ខេបហ្នឹង အဲ့ဒါကိုတူချုပ်မှတ်မယ်ဆိုလို့ရှိရင်ထိတိတတိလို့ခေါ်တယ်ထွက်လေထိတယ်နော်အဲထိတာကိုတိတယ်ပြီးတိတာကိုတတိနဲ့ပြန်တိတယ်အဲ့ဒါကိုထိတိတတိလို့ခေါ်တယ်ဝင်လေလည်းပဲထိတယ်ထိတာကိုတိရတယ်ပြီးတိတဲ့စိတ်ကိုပြန်တိတယ်အဲ့ဒါကိုထိတိတတိဒီလိုခေါ်တယ်ဒါကြောင့်အာနာပါနထွက်လေဝင်လေကိုဝိပဿနာပြောင်းမယ်ဆိုရင်ထိတာရဲ့တိတာရဲ့အဲ့နှစ်ခုကိုရှုပေးရမှာထိတိတတိလို့ခေါ်တယ်နော် ជាងការឆ្លងទៅឯវិបស្សនាហ្នឹងគឺបើនិយាយដោយសង្ខេបគឺការប៉ះដឹងហើយប៉ះដឹងអញ្ចឹងពេលដែលខ្យល់នឹងវាប៉ះគឺយើងត្រូវកំណត់ដឹងហើយចិត្តការដឹងហ្នឹងគឺយើងត្រូវកំណត់ដឹងមួយទៀតអញ្ចឹងសម្រាប់អ្នកដែលឆ្លងទៅឯវិបស្សនាហ្នឹងហើយពេលដែលយើងកំណត់ដឹងនៅខ្យល់ហ្នឹងគឺយើងត្រូវកំណត់ដឹងនៅការប៉ះហើយយើងក៏បីកំណត់ដឹងនៅចិត្តដែលដឹងនឹងមួយទៀត អាហ្នឹងគឺការឆ្លងទៅឯវិបស្សនាထိတာကိုရှုတာကြတော့ကာယ ानु ပတ္တနာလို့ခေါ်တယ်တိတာကိုရှုတာကြတော့စိတ် ानु ပတ္တនាလို့ခေါ်တယ်နော်ការកំណត់ដឹងឬការសម្លឹងនៅការប៉ះហ្នឹងគឺជាកាយានុបស្សនាការកំណត់ដឹងឬការសម្លឹងនៅឯចិត្តដែលដឹងអាហ្នឹងហៅថាចិត្តានុបស្សនាប៉ុណ្្នឹងឯង ញោមដតីមានសំណួរត្រូវសួរក្រៅអំពីវិបស្សនាក៏បានក្រៅអតតងរឿងវិន័យតតងរឿងបសោតនេះក៏បានដែរណាសួរ Serovia terama gadua tamatha ku athu pi de kha ma sia le tayaw ka pyaw kya de khin pya ka howa tamatha ne ku pyaung ya me de vipassana twa athu ya athu ba lo vipassana athu de kha ma twa dat tabo dat kamatha de ku ne yu pi ro yu pi ro athu ya ba me de so ro takama ka tu wa ai le lo doကျူသူကနောက်မှစဉ်သူကတရားထိုက်တဲ့ခါမှာသူက that ကမ္မထာတစ်ခုခု that တဘောတစ်ခုခုတွေရွေးပြီးတော့သူကချူတယ်ဗျာသူကထွက်လေဝင်လေတဲ့ခါမှာသူကဟောလေပါရဝီ that တဘောနဲ့သူက
ယူပြီးတော့ရှုတယ်ရှုတဲ့အခါမှာစိနဲ့သူကတက်ရှုလေသူခေါင်းထဲမှာကိုက်ခဲလာပါတယ်ဗျာဆိုတော့အဲ့ဒီကိုက်ခဲတဲ့သဘောကိုသူကပြောက်အောင်ဘလို့လုပ်ရမလဲဗျာ အဲ့ဒါကဓာတ်လွန်ခဲ့တယ်လို့ခေါ်တယ်ပထဝီဓာတ်ကိုဒီဇိုင်းမှန်မှန်ရှုလိုက်တဲ့အခါမှာတကြီး၄ပါးမှာပထဝီတေဇောဝါယောအာဘော၄ခုရှိတာမှာပထဝီဓာတ်ကိုပဲရှုလိုက်တဲ့အခါကျတော့ပထဝီဓာတ်လွန်ခဲ့တဲ့သဘောကိုတွေ့တာပထဝီဓာတ်လွန်ခဲ့တဲ့သဘောကိုတွေ့လို့အဲ့ဒီခေါင်းထဲမှာခဲနေတဲ့သဘောအဲ့လိုခံစားလိုက်ရတာအဲ့ခါကျတော့ပထဝီဓာတ်ကိုနှလုံးမသွင်းဘဲနဲ့တခြားတေဇောဓာတ်သဘောအာဘောဓာတ်သဘောဝါယောဓာတ်သဘောပြောင်းပြီးတော့နှလုံးသွင်းလဲရတယ်နော်ဒါကပထမနည်းပေါ့နော်ပြီးမှနောက်တစ်နည်းထပ်ပြောမယ်နော် អញ្ចឹងការដែលយើងយកធាតុកម្មដ្ឋានមួយមកចម្រើនអញ្ចឹងដូចជាញោមឃើញការរឹងអញ្ចឹងណាដូចជារឹងអញ្ចឹងអានឹងគេហៅថាបតវ័យធាតុលងគេលើបតវ័យធាតុវាលើសខ្លាំងអញ្ចឹងណាវាលើសពីធាតុដតីអញ្ចឹងដើម្បីឲ្យវាបាត់សភាវៈដោយបាត់អាការលើសបតវ័យធាតុដូចនេះអញ្ចឹងយើងក៏បីយកធាតុដតីមកចម្រើនជំនួសវិញដើម្បីឲ្យបាត់អាពេលដែលយើងអង្គុយទៅចិត្តតែឃើញដល់ការរឹងណាអញ្ចឹងយើងក៏បីរើសយកធាតុដតីមកចម្រើនជំនួសវិញហ្នឹងន័យទី1အဲ့တော့နောက်ဒုတိယတနည်းအားကြတော့ဒီဓာတ်သဘောကိုရှုတဲ့အခါမှာတဘာဝတရားနော်ဒီမာတဲ့သဘောပူတဲ့သဘောအေးတဲ့သဘောတွန်းကန်သဘောလှုပ်ရှားသဘောယိုစိသဘောအဲ့သဘောမျှတာပဲလို့နှလုံးသွင်းပြီးတော့ရှုရမှာအဲ့ဒီသဘောကိုပုံတရံအနေနဲ့မရှုရဘူးမာရာကိုအတုံးအခဲအနေနဲ့မရှုရဘူးပူရာကိုအတုံးအခဲအနေနဲ့မရှုရဘူးအေးရာကိုအတုံးအခဲအနေနဲ့မရှုရဘူးသဘောလေးပဲမာရာလည်းသဘောလေးတစ်ခုပဲပူရာလည်းသဘောလေးတစ်ခုပဲအေးရာလေးလည်းသဘောလေးတစ်ခုပဲသဘောများတာဖြစ်တယ်လို့ရှုရတယ်အဲ့လိုဆိုရင်ဟိုခေါင်းတို့လက်တို့ခြေတို့အဲ့လိုပုံတရံတွေမထင်တော့ဘူးအဲ့မာရာကလည်းအတုံးဖြစ်မနေတော့ဘူးပူရာကလည်းအတုံးဖြစ်မနေတော့ဘူးအေးရာလည်းအတုံးဖြစ်မနေဘူးသဘောမျှတာဖြစ်တယ်လို့နှလုံးသွင်းပြီးတော့ရှုရတယ်အဲ့ဒါဆိုရင်အဲ့ဒီမာတဲ့သဘောလေးရဲ့မာတဲ့သဘောကိုသိနေတဲ့စိတ်သဘောလေးရဲ့ရှုမှတ်တိုင်းမှာအဲ့သဘောနှစ်ခုပဲထင်လာမယ်နော်မာတဲ့သဘောသိတဲ့သဘောအေးတဲ့သဘောသိတဲ့သဘောပူတဲ့သဘောသိတဲ့သဘောသဘောလေးပဲပုံတရံမထင်အောင်လုပ်ရမယ်ပုံတရံအနေနဲ့ထင်တယ်ဆိုရင်ခုနကလို့နာတာကျင်တာကြိုက်တာခဲတာကိုမခံနိုင်ဖြစ်တာပေါ့နော်ပုံတရံမထင်အောင်လို့သဘောမျှတာဖြစ်တယ်လို့နှလုံးသွင်းပြီးရှုရတယ်ព្រោះយ៉ាងន័យទី2គឺយើងពេលដែលយើងសម្លឹងមើលនៅធាតុហ្នឹងគឺយើងអត់កុំសម្លឹងទៅជារូបរាងសភាវរូបរាងជានេះជារូបរាងយើងកុំទៅសម្លឹងឲ្យវាចេញជារូបរាងថាដូចជាបតវ័យហ្នឹងយើងសម្លឹងដូចជាទៅជាដីធាតុរឹងជាដុំរឹងអត់ទេយើងកុំសម្លឹងអញ្ចឹងគឺយើងក៏បីសម្លឹងនៅសភាវៈគ្រាន់តែជាសភាវៈរឹងសភាវៈក្តៅសភាវៈរាវអីប៉ុណ្ណឹងបានហើយយើងត្រឹមតែកំណត់ដឹងថាវាគ្រាន់តែជាសភាវៈកាលណាបើយើងទៅកំណត់ដឹងយើងទៅសម្លឹងនៅវាសភាវៈជាដុំរឹងអីចឹងអាហ្នឹងវាជាហេតុនាំឲ្យវាឈឺវាជារឹងនៅក្នុងនេះយើងក្នុងក្បាលរបស់យើងអញ្ចឹងដើម្បីកុំឲ្យវាកើតមកអញ្ចឹងអាហ្នឹងគឺយើងគ្រាន់តែកំណត់ដឹងគ្រាន់តែជាសភាវៈរឹងប៉ុណ្ណោះហ្នឹងហើយគ្រាន់តែពេលសភាវៈរឹងប៉ុណ្ណោះរាវប៉ុណ្ណោះហ្នឹងហើយត្រឹមធាតុដតីក៏ដូចគ្នាដែរគ្រាន់តែត្រឹមតែក្តៅប៉ុណ្ណោះហ្នឹងហើយដើម្បីនឹងកុំឲ្យវាកើតមកអញ្ចឹងគឺយើងគ្រាន់តែកំណត់ដឹងតាមប៉ុណ្្នឹងទៅហើយយើងត្រូវកំណត់ដឹងនៅអាចិត្តដឹងថានេះសភាវៈរឹងប៉ុណ្ណោះយើងកំណត់ដឹងហើយយើងកំណត់តាមប៉ុណ្្នឹងទៅអាហ្នឹងគឺអាសភាវៈរឹងហ្នឹងគឺវាលែងប្រកបមកទៀតហើយគឺវាអាចបាត់នៅអាសភាវៈរឹងហ្នឹងបានဝိပဿနာရှုတဲ့ပုံကိုယ်တွေကဒီနာကျင်ကြိုက်ခဲမှုတွေပေါ်လာတဲ့အခါမှာရှုပုံရှုနည်းကနှစ်ခုရှိတယ်နာကျင်ကြိုက်ခဲမှုတွေပေါ်တဲ့အခါမှာ
မနက်ကလည်းပြောခဲ့တယ်အတ္တတိအမနတိကာရနီးဒါပထမတနည်းပေါ့ဥပမာပေါ့နော်ကိုကထွက်လေဝင်လေထိတဲ့သဘောကိုရှုတယ်ပေါ့နော်ထွက်လေထိတယ်ဝင်လေထိတယ်ထိတဲ့သဘောကိုရှုတယ်အဲ့ထိတဲ့သဘောမှာပထဝီသဘောတေဇောသဘောဝါယောသဘောတက်တစ်ခုခုကိုရှုနေတယ်အဲ့ဒီအချိန်မှာဒီဒူးကောင်းတို့မှာနာကျင်ကြိုက်ခဲမှုပေါ်လာတယ်ဒါပေမဲ့အဲ့ဒီဒူးကောင်းမှာနာကျင်ကြိုက်ခဲတာကိုလုံးဝမကြည့်ဘူးသူ့ကိုမရှုဘူးသူ့ကိုမကြည့်ဘဲနဲ့ကိုယ့်ရဲ့ထွက်လေဝင်လေထိတဲ့သဘောကိုပဲမလွတ်တမ်းကြည့်နေမှာအဲ့တော့ထွက်လေဝင်လေကိုပဲမလွတ်တမ်းကြည့်နေတယ်ဆိုလို့ရှိရင်အဲ့ဒူးကောင်းနာတာကိုမသိတော့ဘူးဒါမနေ့ကပြောခဲ့တဲ့နည်းတစ်ခုပေါ့နော်အဲ့ဝိပဿနာသမားတွေအတွက်ကိုယ်ရှုနေတဲ့ထိတဲ့သဘောသိတဲ့သဘောကိုပဲရှုနေမယ်အဲ့ဒီနာကျင်ကြိုက်ခဲတာကိုလုံးဝဂရုမစိုက်ဘူးမရှုဘူးမကြည့်ဘူးဒါတနည်းပေါ့နော်សម្រាប់អ្នកបដិបត្តិនៅវិបស្សនាកម្មដ្ឋានហ្នឹងគឺវិបស្សនាហ្នឹងគឺទី1ពេលដែលជួបនៅសភាវៈរឹងសភាវៈឈឺចុកចាប់កន្លែងណានីមួយហ្នឹងគឺយើងមិនគប្បីយកចិត្តទុកដាក់នេះដែរហើយអសតិអមនសិការៈឧទាហរណ៍ដូចជាយើងចម្រើននៅអាណាបានៈខ្យល់ខ្ចេញខ្យល់ចូលអញ្ចឹងការខ្យល់ចេញខ្យល់ចូលហ្នឹងខ្យល់ចេញហើយយើងសម្លឹងទៅដោយធាតុបតវ័យធាតុវេយោធាតុឬក៏ធាតុផ្សេងហ្នឹងហើយយើងគាត់តែកំណត់ដឹងអញ្ចឹងទៅកំណត់នៅខ្យល់ចេញខ្យល់ចូលទៅតាមធាតុហ្នឹងមួយហើយពេលដែលមានការឈឺមានការចុកចាប់អីកន្លែងណានីមួយហ្នឹងគឺយើងមិនក៏បីទៅកំណត់ដឹងនៅការឈឺការចុកចាប់អីកន្លែងណានោះទេគឺយើងត្រូវតែតាមដានត្រូវតែកំណត់នៅការខ្យល់ចេញខ្យល់ចូលនឹងកុំឲ្យដាច់ឲ្យសោះអាហ្នឹងការបដិបត្តិទី1សម្រាប់អ្នកបដិបត្តិនៅសមថវិបស្សនាနောက်တစ်မျိုးကကြတော့မနတိကာရနီးเนาะခုနကအမနတိကာရအခုကမနတိကာရနီးမနတိကာရနီးဆိုတာကထွက်လေဝင်လေထိတာကိုရှုရင်းနဲ့အဲ့လိုဒူးကောင်းကနေဥပမာပေါ့နော်ဒူးကောင်းကနေနာကျင်ကြိုက်ခဲမှုပေါ်လာတယ်အဲ့လိုဆိုရင်သူ့ကိုနာကျင်ကြိုက်ခဲတဲ့နေရာမှာစိတ်ကိုပို့ပြီးတော့ကြည်ရတယ်မချောင်သွားဘူးတက်ကြည့်မှာအဲ့လိုကြည့်တဲ့အခါမှာနာကျင်တဲ့နေရာကိုကြည့်တဲ့အခါမှာဒူးနာတယ်ဆိုရင်ဒူးတစ်ခုလုံးကိုမကြည့်ဘဲနဲ့အဲ့ဒူးမှာအနာဆုံးနေရာနော်အနာဆုံးနေရာတေးသေးလေးအဲ့တနေရာလေးကိုပဲစရိုက်ပြီးတော့ကြည့်ရတယ်အဲ့ဒီမှာမာတဲ့သဘောဖြစ်နေလားပူတဲ့သဘောဖြစ်နေလားအေးတဲ့သဘောဖြစ်လားတွန်းတဲ့သဘောဖြစ်လားတုတ်တဲ့သဘောဖြစ်လားဒီနာတဲ့နေရာမှာပထဝီသဘောတေဇောသဘောဝါယောသဘောအာဘောသဘောအဲ့သဘောကိုမြင်အောင်ကြည့်ရတယ်အဲ့ဒီသဘောကိုမြင်သွားတယ်ဆိုရင်ဒူးဆိုတဲ့အတိပညာအတိပျောက်သွားတယ်နော်အဲ့တော့ဒူးဆိုတဲ့ပညာအတိပျောက်သွားတယ်ဆိုရင်အဲ့ဒီမှာဒီနာတဲ့သဘောကိုကောင်းကောင်းကြည့်လို့ရတယ်အဲ့ပထဝီသဘောတေဇောသဘောဝါယောသဘောအာဘောသဘောအဲ့ဒူးနေရာမှာကြည့်ရတယ်အဲ့လိုဆိုလို့ချင်းခန္ဓာရည်ရှိသွားတယ်အဲ့လိုမှမဟုတ်ပဲဘူးဆိုလို့ရှိရင်ငါဒူးနာတယ်လို့ငါလက်နာတယ်လို့ငါခေါင်းနာတယ်ဆိုပြီးတော့အဲ့ပညာပုံတံမှာပညာဇွဲတွေနဲ့ဒီဝေဒနာကိုမခံနိုင်ဖြစ်တာဒါကြောင့်ပညာဇွဲပျောက်သွားအောင်လို့ငါဒူးငါခေါင်းငါလက်လို့နှလုံးမသွင်းမနဲ့အဲ့သဘောလေးပဲအဲ့နာတဲ့နေရာလေးမှာမာတဲ့သဘောဖြစ်လားပူတဲ့သဘောဖြစ်လားတွန်းတဲ့သဘောဖြစ်လားလှုပ်တဲ့သဘောဖြစ်လားယိုစီးတဲ့သဘောဖြစ်လားဆိုတော့အဲ့သဘောလေးတွေကိုကြည့်ရတယ်နော်အဲ့တော့စိုက်ပြီးတော့ကြည့်လို့ရှိရင်ဒူးလည်းမတွေ့တော့ဘူးလက်လည်းမတွေ့တော့ဘူးခေါင်းလည်းမတွေ့တော့ဘူးပထဝီတေဇောအာဘောဝါယောဓာတ်သဘောတစ်ခုခုဖောက်ပြန်နေတာကိုပဲတွေ့တယ်ပြီးရင်အဲ့ဒီဓာတ်သဘောဖောက်ပြန်နေတာကိုခံစားနေတဲ့သဘောနော်မကောင်းဘူးဆိုပြီးတော့ခံစားတဲ့ဝေဒနာသဘောဒါကိုလည်းထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်ပြီးရင်အဲ့ဒီဖောက်ပြန်နေတဲ့ဓာတ်သဘောကိုသိတဲ့စိတ်နောက်ခုနကမကောင်းဘူးလို့ခံစားနေတဲ့ဝေဒနာဒီနှစ်ခုလုံးကိုလည်းသိတဲ့စိတ်ကိုလည်းမြင်နေရတယ်
အဲ့ဒီခါကျတော့ငါဒူးနာတယ်ဆိုတဲ့အသိစိတ်မဖြစ်တော့ဘဲနဲ့ဖောက်ပြန်ရုပ်သဘောဖောက်ပြန်နေတဲ့သဘောလေးပါရှိပါလားသိနေတဲ့သဘောလေးပဲရှိပါလားခံစားနေတဲ့သဘောလေးပဲရှိပါလားလို့ရုပ်ရဲ့ဖောက်ပြန်မှုသဘောရဲ့သိနေတဲ့သဘောလေးရဲ့ခံစားနေတဲ့သဘောလေးရဲ့အားလုံးကသဘောလေးပဲရှိပါလားလို့နားလည်သွားတယ်အဲ့ဒီခါကျရင်တဏှာကြီးလည်းကြည့်လို့ရတယ်နှစ်နာရီလည်းကြည့်လို့ရတယ်သူနာတာကိုငါဒူးနာတယ်ဆိုတဲ့စိတ်မဖြစ်တော့ဘူးเนาะသဘောလေးတွေပဲဖြစ်နေတယ်လို့သိသွားတယ်เนาะ เพราะฉะนั้นในทีพีวิธีปฏิบัติทีพีนั้นคือมนสิการะการนลุงการทัวตุกนงจัดการทัวตุกนงจัดนั้นอย่างไรเปได้ยังคุยจำราญปฏิบัติทัวร์อย่างนั้นคือมีการชื่อเนกว่าจังกงไอจัดดามจังเปได้ยังชื่อเนตรองกว่าอย่างกงนั้นคือยังกอบใบเตอกำหนดดังเนตรองกว่าอย่างกงนั้นก็มันใต้ยังมันกอบใบกำหนดดังเนกว่าอย่างกงนุตรงออกเตคือยังเตอโรแต่อะไรนะในวิจิหัดชื่ออย่างกี้เนกนองกว่าอย่างกงนั้นอะไรนะในวิชื่ออย่างกี้จังยังเตอกำหนดอะไรชื่อนึงอย่างกี้กรณีจิกาชื่อกรณีจิกาชื่อสเปียเวะชื่อเนาะกาชื่อและขณะชื่อยังก็ไปเตอสำลังมือเนอสเปียเวะชื่อนั้นเอาตะเกียบเทียนนะพอปัดเอาไว้ตะจูวิโยยังเตอไอเปได้ยังสำลังจังยูเตอสเปียเวะนั้นเวียนนึงลางประกอบลางเวียประกอบจะบ้าจังเปได้เวียประกอบจะบ้ากรอนได้เชียปัญญาเตจังเปได้ยังกำนัดดังเคยนะเวียกรอนได้เชียปัญญาจังยังอัดประการนี้แต่เปยังอัดประการยังเล่นเชื่อยังไงhay dương lên chữ ấy hay dân về nắng cứ dương ai cầm nọt đằng nơi chật đằng điện chật chữ nó còn là chữ Vê Tần Nia cá sỏi nơi ròm chữ cá sỏi nơi ròm chữ nó cứ vì là o vì miền cá prai pru tới thòm mà đà nằng này dương cầm nọt đằng dân điện dân cầm nọt đằng tên cá chữ nó còn là chữ bành nhát hay cầm nọt đằng nơi cá sỏi nơiเวทนีกำหนดดังในเวทนีแต่ซอยในอารมณ์ดังเดียดจังเปได้ยังกำหนดดังในกาชื่อและขณะตรมจิกาชื่อให้ยังกำหนดดังในอาการซอยในอารมณ์ดังเลยยูจังตึ๊กอาการชื่อนั้นคือยังไอตรมาในเวลาชื่อไอไปซายังกาประกันนะพอยังได้ก่อนยังกรอนยังเคยตรมในจิกาปัญญาจังตึ๊กยังไอตรมนังกาชื่อนังบานแล้วเขาแต่ดอยยังกุยมาเมาปีเมาไอ้คือยังเลยเนี่ยยังเล่นควายควานกาชื่อนั่นเดียวเพราะยังกำหนดดังเคยเวียตรมไดเชียปัญญาปนเนาะให้อากาชื่อนั้นก็ตรมไดเชียกาได้ยังดังในได้ดังในกาชื่อนั้นก่อนไดเชียกาซอยหนารอมปนเนาะจังไปได้ยังกำหนดดังจะบ้าโดยเฉพาะจังเวลาเล่นชื่อเราไปยังเล่นชื่อคือยังกุยบานอยู่มาเมาปีเมาไอ้จังเตออันนั้นคือจิกาปฏิบัติตีปีคือการเปรียบชื่อคือยังเตยกำหนดดังอันนั้นกรณีการชื่อนั่งวิจิไอจีไอเทียดไปยังดังแหละขณะบอกเวียอย่างนั้นอันนั้นเวกรณีจีปัญญาให้ชื่อการดังในการชื่อนั่งจีไออันนั้นจีเวทเนียอันนั้นยังกำหนดดังจังได้คือยูคือยังเล่นชื่อพอยังกำหนดดังบานอย่างนี้ยังไอคุยบานอยู่ไว้พออุปมาบานเนี่ยดูแลสุดအဲ့ဒီလိုနာကျင်ကြိုက်ခဲနေတာကိုအသေးစိတ်စိုက်ကြည့်မယ်ဆိုရင်တတဘောတွေဖောက်ပြန်နေတာတွေ့ရမယ်အဲ့တတဘောတွေကိုခံစားနေတဲ့သဘောကိုတွေ့ရမယ်သိနေတဲ့သဘောလေးတွေကိုတွေ့ရတယ်အကုန်လုံးသဘောလေးတွေပဲငါတူငါလက်ငါခေါင်းဆိုတာမရှိတော့ဘူးတကြီးလေးပါဖောက်ပြန်တဲ့သဘောခံစားနေတဲ့သဘောသိနေတဲ့သဘောဒီသဘောပဲတွေ့တယ်အဲ့တော့ကိုယ်နဲ့မဆိုင်တယ်လို့ဖြစ်သွားတယ်ကိုယ်နဲ့မဆိုင်တော့ဥပမာဘာနဲ့တူလဲဆိုရင်တခါတည်းလမ်းသွားတဲ့အခါမှာအက်ဆီဒန့်ဖြစ်တယ်ကားတိုက်မှုဖြစ်တယ်ကိုမဟုတ်ဘူးတခြားတစ်ယောက်ဖြစ်တာတခြားတစ်ယောက်ကကားတိုက်မှုဖြစ်သွားတဲ့အခါမှာအဲ့ဒီကားလမ်းမပေါ်မှာလဲပြီးတော့တေသွားတယ်အဲ့တော့ကိုကအတိုက်ခံရသူမဟုတ်ဘူးဒါကြောင့်အဲ့ဒီကားတိုက်တဲ့လူနာကိုကားတိုက်ခံရတဲ့သူကိုကြည့်နိုင်တယ်ကြည့်ရဲတယ်
ဟောလူတယောက်ကားတိုက်ခံလိုက်ရတယ်ခေါင်းကွဲသွားတယ်သွေးထွက်သွားတယ်လက်တွေခြေတွေကျိုးသွားတယ်ဆိုကိုမဟုတ်တဲ့အတွက်ကြောင့်သူဖြစ်တာကိုအေးအေးဆေးဆေးကြည်နိုင်တယ်ကြည်ရဲတယ်ကြည်လို့ရတယ်ဘာလို့ကိုမဟုတ်တာအဲ့ဒီအတိုင်းပဲဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ကလည်းခေါင်းပဲနာနာလက်ပဲနာနာခြေပဲနာနာငါခေါင်းငါလက်ငါခြေမဟုတ်ဘူးပထဝီတေဇောဝါယောအာဘောလို့ခေါ်တဲ့ရုပ်သဘောဖောက်ပြန်နေတာအဲ့ဒါလေးကိုခံစားနေတဲ့သဘောသိနေတဲ့သဘောတွေဖြစ်နေတာအဲ့တော့ငါလက်လည်းမဟုတ်ဘူးငါခြေလည်းမဟုတ်ဘူးငါခေါင်းလည်းမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူ့ဘာသာရုပ်တဘာဝတွေဖြစ်နေတာနာမ်တဘာဝတွေဖြစ်နေတာလို့အဲ့လိုနားလည်သွားတဲ့အတွက်ကြောင့်ကောင်းကောင်းကြီးကြည်နိုင်တယ်ကြည်ရဲတယ်ကြည်လို့ရတယ်ပေါ့ငါလက်ငါခြေလို့နှလုံးသွင်းရင်ကြည်လို့မရတော့ဘူးဒါကြောင့်ခုနကကားတိုက်တဲ့ဥပမာကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့တန်တန်မှာဖြစ်နေတဲ့ယုံနံတွေကိုမလွတ်တမ်းကြည်နေရပါတယ် dương có bay sầm lăng nơi về tình đi sầm lăng nơi phi vợ thoa nơi nông lục điền cái bỏ dương bỏ sầm lăng dạng mạch sầm lăng khơi trầm đại chỉ ca phi vợ bỏ rục phi vợ bỏ niềm u đồ được chỉ dương chư giống nè thì dương chư giống nhưng ca chư nó còn đại chỉ phi vợ bỏ thiệt bỏ ai ca về đại dương sầm lăng khơi thiệt như đấy phi vợ bỏ rục như đấy cứ về tình đi soi nó cứ chỉ phi vợ bỏ niềm thua hay dương đăng nơi ca đăng nơi phi vợ nơi ca soi phi vợ nơi ca phải pro tới này niềm mà thua rục mà thua niềm mà thua nè u đồ ho đôi chia ấy kì u đồ ho đôi chia dương thưa đồng nào từ khang cày những khơi kì cừu thân chả ra trôi chỉ đàn chẳng vì để kì cừu thân chả ra chó dương hiền cho từ mờ ta bọc cô đang quạt card ấy quạt miền cừu thân một mọt ấy từ đầy từ trường ấy ọt trường năng mạch một năng miền bắc bò này cái này na ọt dương hiền từ mờ chẳng nên đây xa bọc cô nó mình men chia rồi bỏ dương bọc cô nó mình men chỉ luôn dương hình chẳng như nào mấy sum bay ca sum lân nơi sum hiu vẹn nơi con ông lục điền cài bỏ dương đó chẳng về đại dương sum lân tới khơi trâm tài chia thiết trâm tài chia sum hiu lẹ khả năng bỏ rục trâm chia lẹ khả năng bỏ niếm là chẳng dương hiền nè dương hiền chầm ra dương hiền bạn để bạn nơi vipassana đây xa rục lẹ khả năng bỏ rục lẹ khả năng bỏ niếm nó mình men chỉ luôn tu luôn là bỏ dương gì hình chẳng về đại dương bạn để bạn dương sầm lăng mưa hồi đó khơi trâm để chỉ lẹ khả năng bỏ rục lẹ khả năng bỏ niếm chẳng dương hiền đầm bay bạn để bạn nơi vipassana chẳng đầm bay ở dương hiền bạn để bạn nơi vipassana nên dương có bay làm lật đo u được hồi đại lực đại bàn lực màu nằng ngày အဲ့ဒီလိုဝေဒနာကိုကိုယ်နဲ့မဆိုင်သလိုဖြစ်ပြနေတဲ့သဘောကိုကြည့်ပဲဆိုရင်အလွန်နာကျင်ကြိုက်ခဲတဲ့အခါမှာကြည့်မယ်ဆိုရင်မကြည့်နိုင်ဘူးကိုယ်တမာတိကအားနည်းနေတယ်ဆိုရင်အလွန်နာကျင်ကြိုက်ခဲနေတာကိုမခံနိုင်ဘူးဒါကြောင့်မကြည့်နိုင်ဘူးဖြစ်သွားတယ်အဲ့တော့ဝေဒနာကိုကိုယ်နဲ့မဆိုင်သလိုကြည့်ချင်တယ်ဆိုရင်နည်းနည်းလေးစနာကြတဲ့ကကြည့်တင်တယ်အလွန်နာကျင်မှကြည့်မယ်ဆိုရင်တမာတိအားနည်းလို့မကြည့်နိုင်ဘူးနည်းနည်းလေးဒူးကောင်းလေးကစနာလာတယ်ခြေသလုံးလေးကစနာလာတယ်နည်းနည်းလေးနာတယ်ဆိုတာနဲ့ကိုယ့်ရဲ့ရှုမှတ်နေတဲ့ထွက်လေဝင်လေကိုလွတ်ထားလိုက်ပြီးတော့အဲ့ဒီစပြီးနာလာတဲ့နေရာလေးကိုစရဲပြီးတော့ကြည့်ဒူးလို့မမြင်ပါနဲ့ခြေထောက်လို့မမြင်ပါနဲ့ခေါင်းလို့မမြင်ပါနဲ့ခါလို့မမြင်ပါနဲ့အဲ့ဒီနေရာမှာဖြစ်နေတဲ့မာတဘောပျော့တဘောပူတဘောအေးတဘောတွန်းကန်တဘောလှုပ်ရှားတဘောယိုစီးတဘောဖွဲ့စည်းတဘောအဲ့ဓာတ်ကြီး၄ပါးရဲ့သဘောလေးတွေကိုပဲကြည့်ပေးစနာခါစားမှာဖြစ်တဲ့အတွက်ကြောင့်ကြည့်ရဲတယ်ကြည့်နိုင်တယ်ကြည့်လို့ရတယ်အဲ့လိုကြည့်ရင်နဲ့အဲ့ဒီမာနေတာလေးတွေပူနေတာလေးတွေတိုးလာသလားရောလာသလားမြင်အောင်ကြည့်မာတဲ့သဘောဆိုရင်လည်းတဖြည်းဖြည်းနဲ့တိုးလာသလားတဖြည်းဖြည်းနဲ့ရောလာသလားပ
ပူတဲ့သဘောဆိုရင်လည်းအဲ့ပူတာလေးကတဖြည်းဖြည်းနဲ့တိုးလာသလားရော့လာသလားကြည့်ရတယ်တွန်းတဲ့သဘောဆိုရင်လည်းတွန်းတာလေးတွေကတဖြည်းဖြည်းနဲ့ပူပြီးတွန်းလာသလားတဖြည်းဖြည်းနဲ့ရော့သွားသလားအဲ့နာလေးတွေကိုကြည့်ရတယ်အဲ့လိုကြည်ရင်နဲ့စိတ်ကအဲ့ဒီမှာငြိမ်ပြီးတော့တမာတိတွေတက်လာတယ်တမာတိတွေအားကောင်းလာတဲ့အတွက်ကြောင့်အဲ့ဒီနာကျင်ကြိုက်ခဲမှုတွေအားကြီးလာရင်လည်းခံနိုင်ရည်ရှိတယ်သူ့ကိုကြည့်လို့ရတယ်ဘာလို့လဲဆိုတော့ကိုယ်တမာတိကောင်းနေပြီတမာတိကောင်းနေပြီမို့လို့ဘလောက်ပဲနာအဲ့မာသဘောပူသဘောအေးသဘောတွေတိုးလာမှုလျော့သွားမှုတွေကိုကြည့်လို့ရတယ်ဒါကြောင့်ဝေဒနာကိုခံနိုင်အောင်ဆိုလို့ရှိရင်နည်းနည်းလေးစနာကြတဲ့ကအဲ့ဒီမှာဓာတ်ကြီးလေးပါးရဲ့သဘောကိုစိုက်ကြည့်ပါလို့အကြံပြုလိုပါတယ် chẳng bây giờ kết hà tòa để về tình yêu năng việc cả khăn từ viên từ công nốt đắng anh cứ ai từ ruột mà này pro sầm ram nè bạn để mặt môn là bốn anh sầm ma thị nơi tuần chế những cứ về đại dương về đại về tình yêu năng việc cả khăn ai dương từ công nốt đắng cứ bị bạn nè anh chẳng đầm bay ao dương ai đầm bay năng công nốt đắng nơi về tình yêu nụ bán anh còn để chập đào dân có bay cầm nọt đằng chập đào pi chập tăng pi ca về tình nhiệt tôi từ chân pi để về chập đào chư những chân chập đào cầm nọt đằng là nâng ca chư nó còn để chỉ về tình nhiệt còn để chỉ phi vẹt răng phi vẹt đào phi vẹt chư bên nọ nâng này hay pi để dân sầm lăng nơi chân yu pi tôi bị chập đàm bị môn là bồn là hột chân tới dù bị về tình yêu năng thố mà nó có dương ai cầm nọt đằng mà này pro hai để xa samadhi là bao nhiêu nó miên cùng lằng hình chẳng về về tình yêu chập đàm chư phliếm dương quạt bay từ cầm nọt đằng phliếm thảo với con đây chỉ sập hiu vẹt chư sập hiu vẹt riêu rồi có sập hiu vẹt cái đào ấy bên đằng ở cầm nọt đằng khơi nơi lẹ khả năng là bao sập hiu vẹt là bao thiện đằng hãy đăng nơi lẹ khả năng là bỏ về phần đó hãy đăng nơi lẹ khả năng là bỏ về hay về để dân cầm nọt đăng nơi lẹ khả năng là bỏ về vì khẳng đam từ là hồn nhận tới vì để về tình yêu trừ kháng là nó có dương ai đam mê nâng từ cầm nọt đăng bàn này pro tại samadhi là bỏ dương nó miền cầm năng chẳng bật thế đã đụng miền giờ bò chẳng rồi dương nó cứ vì để còn này chập đam trừ phép mà nó dương cọ mây từ cầm nọt đăng nơi sự phi về là bỏ thiện nâng tăng vì khẳng đam từ tại mà đầu vôဝေဒနာဆိုတာကရုပ်တရားမဟုတ်ဘူးဝေဒနာဆိုတာနာမ်တရားကောင်းတယ်လို့ခံစားတဲ့သဘောမကောင်းဘူးလို့ခံစားတဲ့သဘောခံစားတဲ့သဘောကိုဝေဒနာလို့ခေါ်တာနာမ်တရားဖြစ်တယ်အဲ့ဒီလိုခံစားတဲ့အခါမှာရုပ်ကိုအကြောင်းပြုပြီးခံစားတာကတစ်မျိုးစိတ်ထဲမှာတွေးပြီးတော့ခံစားတာကတစ်မျိုးလို့ခံစားမှုနှမျိုးရှိတယ်အဲ့ဒါကိုကာယိကဝေဒနာစေတသိကဝေဒနာလို့စာပေထဲမှာသုံးတယ် chân về tình yêu mình men chia rupa thoa về cứ chia niệm mà thoa chân ca soi nơi aram nó cứ miền piประเภท cứ soi nơi khang krá hay năng soi ca soi nơi khang khnon chân ca đăng nơi ca soi ca đăng nơi aram khang krá nó cái hơi là cay ca về tình yêu trong này ca đăng nơi aram khang khnon ca soi nơi aram khang khnon là cái đó chia ta xịt cả về tình yêu chẳng về tình yêu miền pi ประเภท năng cứ cay cả hay là cay cả về tình yêu năng chia ta xịt cả về tình yêu ခန္ဓာကိုယ်နာကျင်တာကြိုက်ခဲတာအဲ့ဒါကဝေဒနာမဟုတ်ဘူးအဲ့ဒါကယုတ်ကဖောက်ပြန်နေတာပထဝီယုတ်တေဇောယုတ်အာဘောယုတ်ဝါယောယုတ်အဲ့ဒီဓာတ်ကြီး၄ပါးယုတ်သဘောမညီမျှလို့တစ်ခုခုကလွန်ကဲသွားလို့ဖောက်ပြန်တဲ့သဘောအဲ့ဒီဖောက်ပြန်တာကိုမကောင်းဘူးလို့ခံစားတဲ့သဘောကမှဝေဒနာเนาะအဲ့တော့ဓာတ်ကြီး၄ပါးဖောက်ပြန်တာကယုတ်တရားအဲ့ဒီမှာခံစားနေတဲ့သဘောကဝေဒနာအဲ့ဒါကိုကာယိကဒုက္ခဝေဒနာလို့ခေါ်တယ်ယုတ်ကဝေဒနာမခေါ်ပါဘူးယုတ်ဖောက်ပြန်တာကိုမကောင်းဘူးလို့ခံစားတဲ့သဘောကိုကာယိကဒုက္ခဝေဒနာလို့ခေါ်တယ်
จังกาชื่อจกจับนั่งอันนั้นมันแมนเจียเวทเนียดีมันแมนเจียเนียมทวาดีคือกรอนในจิกาแปลปรู้เตอระบอรูปทวาพอคือจิกาแปลปรู้เตอระบอรูปทวากาชื่อจกจับนั่นคือจิกาแปลปรู้เตอระบอรูปทวาจำในไอกาดังถ้ากาชื่อจกจับนั่งมันละอ้อเจียตุกอันนั้นคือเจียเวทเนียคือเจียตุกเอาเวทเนียเห็นจังสเพียเวะกาชื่อจกจับคือเจียกาแปลปรู้เตอระบอรูปทวาจำในไอกาดังในถ้ากาแปลปรู้นั่งเวียมันละอ้อวีเจตุกอันนั้นหายท้าเจียเจียเนียมทวาเห็นจังอันนั้นหายท้าเจียกายกะตุขะเวทเนียစေတသိကဒုက္ခဝေဒနာဆိုတာကခန္ဓာကိုယ်နဲ့မသက်ဆိုင်ပဲနဲ့စိတ်ထဲမှာတွေးတာစိတ်ကူးယဉ်ပြီးတော့စိတ်မကောင်းဖြစ်နေတာစိတ်ဆင်းရဲနေတာဥပမာပေါ့နော်ကိုချစ်ခင်ရတဲ့လူတစ်ယောက်ဆုံးသွားတယ်ကိုချစ်ခင်ရတဲ့သူနဲ့ခွဲခွာရတယ်အဲ့ဒီမှာစိတ်မကောင်းဖြစ်တယ်ဝမ်းနေတယ်ဆိုတော့ကိုယ်ခန္ဓာကိုနာကျင်မှုကြိုက်ခဲမှုမရှိဘဲနဲ့စိတ်ထဲမှာဝမ်းနည်းမှုပူဆွေးမှုစိတ်မကောင်းဖြစ်မှုခံစားနေရတာအဲ့ဒါကိုစေတသိကဝေဒနာလို့ခေါ်တယ်ဝေဒနာနုပဒနာဝိပဿနာရှုတဲ့သူတွေဟာအဲ့ဒီလိုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့ခံစားမှုတွေကိုလည်းပဲဝမ်းနည်းမှုပူဆွေးမှုတွေကိုလည်းပဲသိအောင်ရှုမှတ်ပေးရပါတယ်จังเวทเนียมวยเตียดหาราเจตสิกะเวทเนียนั่นคือเวทเนียได้เวียมันแมนเจียกาชื่อจกจำอย่างนี้คือกากัดบอกยังกัดในขนมจัดบอกยังให้นั่งเวียกระดาษกระหายวิชื่อจกจำอุดหอโดยเจียยังเมียนสัญญ์นามวยกอดทัวกาละเกตยาเตยอย่างนั้นก็ยังชื่อยังสับสัวเตออันนั้นคือท้าเจตสิกะเวทเนียกาเวทเนียกาซอยในอารมณ์คือโดยกาเกิดอันจังสำหรับเนี่ยได้ปฏิบัติในวิปัสสนานั่นคือไอกำหนดดังในไอกำหนดดังในก็ใบกำหนดดังในเจตสิกะเวทเนียนั่งพองได้နောက်ကာယိကဒုက္ခဝေဒနာဆိုတာရှိတယ်ခန္ဓာကိုယ်ကနေထိုင်လို့ကောင်းတယ်ဥပမာအဝယ်စားနူးညံ့တဲ့အဝယ်စားတွေဝယ်ရတယ်အိယာနူးညံ့တဲ့အိယာမှာအိရတယ်အဲကွန်လေအေးအေးလေးနဲ့နေရတယ်အဲ့ဒီတော့ခန္ဓာကိုယ်မှာထိတွေ့မှုတွေကနူးညံ့တယ်တိမ်မွေ့တယ်ตายาစရာကောင်းတယ်အဲ့လိုနုညံ့တိမ်မွေးတဲ့အထီးအတွေ့တွေဟာကောင်းတဲ့အတွက်ကြောင့်အဲ့ဒီပုံမှာကောင်းတယ်လို့ခံစားတဲ့ဝေဒနာဖြစ်တယ်ထိတွေ့မှုကကောင်းတဲ့အတွက်ကြောင့်ခံစားတဲ့သဘောဟာဒုက္ခဝေဒနာလို့ခေါ်တယ်အဲ့တော့ထိတွေ့မှုသဘောကရုပ်သဘောနော်ခန္ဓာကိုယ်မှာကောင်းတဲ့ရုပ်သဘောတွေလာထိတယ်အဲ့ထိတဲ့သဘောကိုကောင်းတယ်လို့ခံစားတယ်လေအေးအေးလေးတိုက်တယ်ဟောကောင်းလိုက်တာလို့ခံစားတယ်ရုပ်ကခံစားတာမဟုတ်ဘူးနံတရားဝေဒနာစေတသိက်ကခံစားတာအဲ့တော့ရုပ်ရဲ့ထိတွေ့မှုကောင်းသောထိတွေ့မှုတွေကိုနူးညံ့တဲ့ထိတွေ့မှုတွေကိုကောင်းတယ်လို့ခံစားတဲ့သဘောကိုကာယိကဒုက္ခဝေဒနာလို့ခေါ်တယ်ไอเวทเนียมวยเตียนนั่นคือหากายกะสุขเวทเนียกายกะสุขเวทเนียไอโดยจิกาปราในระบบตุนระบบละอระบบละอัศคมหรือการในขนมมันสันเจาะในขนมตีเจาะอย่างนั้นคือยืนซอยอารมณ์ได้จะสกนะโอ้อันนี้อาการในการปักตุกในระบบได้อัดระบบได้สกคมระบบได้ละออย่างนั้นวิซอยวิการเจสกได้สกโอ้จังอาการปักตุกนั่งกาไอ้นั่งกรอนได้เจียรุกทอจีแหลกขณะระบบรุกไอ้จำนายไอ้จัดได้ดังถ้า
อันนั้นเวียละออันนั้นคือเจียระบละอยังสบายจิตอันนั้นหาท้าเจตสิกะจิกาดังเจียสเพียว่าระบจิตจังการได้ยังบานปะตุบเนอระบนาได้ละอไอให้ยังซอยเนออารมณ์นู้นอันนั้นหาท้ากายยิกะสุขเวทนีให้กายกะสุขเวทนีนั่นคือแหละขณะปะตุบอันนั้นกรณีเจียสเพียว่าระบรูปทวารจำในไอกาซอยเนอนั่งในทายวีลอันนั้นหาท้าเวทนีจังปีนึงโบจุกนี้หาท้ากายยิกะสุขเวทนีစေတသိကဒုက္ခဝေဒနာဆိုတာလည်းရှိတယ်ခန္ဓာကိုယ်နဲ့မသက်ဆိုင်ပဲနဲ့စိတ်ထဲမှာချမ်းသာမှုဖြစ်နေတာကိုယ်ဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရတယ်ကိုယ်လိုချင်တာလေးတွေရတဲ့အခါမှာစိတ်ချမ်းသာတယ်စိတ်ထဲမှာဝမ်းသာမှုတွေဖြစ်တယ်အဲ့ဒါကိုစေတသိကဝေဒနာလို့ခေါ်တယ်ဥပမာတန်ဃာတော်တွေကိုဖူးမြော်ရတယ်စိတ်ထဲမှာကြည်နဲ့ဝမ်းသာမှုတွေဖြစ်တယ်တန်ဃာတော်တွေထံကတရားနာရတယ်တန်ဃာတော်တွေကိုလှူဒန်းရတယ်အဲ့ဒီမှာဝမ်းသာမှုတွေဖြစ်တယ်အဲ့ဒါကိုစေတသိကဒုက္ခဝေဒနာလို့ခေါ်တယ်ခန္ဓာကိုယ်နဲ့မသက်ဆိုင်ဘူးစိတ်ထဲမှာပဲစိတ်ချမ်းသာမှုသဘောကောင်းတယ်လို့ခံစားတဲ့သဘောလေးဖြစ်လာတာအဲ့ဒါကိုစိတ်ပိုင်းဆိုင်ရာခံစားမှုမို့လို့စေတသိကဒုက္ခဝေဒနာလို့ခေါ်တယ်ให้มือเจนั่นคือเจตสิกะสุขเวทนีเจตสิกะสุขเวทนีนั่นคือเจียเวทนีในกายได้ตามเพลย์จิตยังคือวิอัดแปะปอนยังมวยนังกายดีอุทอโดยจียืงพัฒนาไอบานเนี่ยได้ยืงสบายจิตไอยืงทัวไอยืงจังทัวไอยังได้กิดทัวตามยืงอันนึงยืงสบายจิตนั่นคือถ้าเจตสิกะสุขเวทนีอุทอโดยจียืงบานជួបនៅប្រសងហើយយើងសប្បាយចិត្តយើងបានបម្រើនៅប្រសងយើងសប្បាយចិត្តយើងបានប្រគេននៅទេយវត្ថុអីដល់ប្រសងយើងសប្បាយចិត្តអាហ្នឹងហៅថាចេតសិកសុខវេទនាគឺវេទនាដែលកើតសេចក្តីសុខដែលកើតឡើងដោយមិនពាក់ព័ន្ធជាមួយនឹងផ្លូវកាយគឺកើតឡើងដោយពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តដែលកើតចេញពីចិត្តហ្នឹងနောက်တစ်ခုကကြတော့ဥပေက္ခဝေဒနာလို့ခေါ်တယ်ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းဘူးလည်းမဟုတ်ဘူးအလဲခံစားတဲ့သဘောဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးဥပမာပေါ့နော်တခါတည်းမှာကိုဘေးနားမှာလူတွေစကားပြောနေတယ်အဲ့ဒီစကားအတန်ကိုကကြားတယ်ဒါပေမဲ့အဲ့ဒီကြားရတဲ့စကားအတန်နဲ့ပတ်သက်ပြီးတော့ဝမ်းသာမှုလည်းမဖြစ်ဘူးဝမ်းနည်းမှုလည်းမဖြစ်ဘူးအဲ့လိုဆိုရင်ဒါဥပိ္ပခသဘောလို့ခေါ်တယ်အဲ့ဒါလဲဝေဒနာတစ်မျိုးပဲစိတ်ချမ်းသာတယ်ဆိုရင်ဒါစေတသိကဒုက္ခဝေဒနာလို့ခေါ်တယ်စိတ်ဆင်းရဲတယ်ဆိုရင်အဲ့ဒါစေတသိကဒုက္ခဝေဒနာလို့ခေါ်တယ်စိတ်ချမ်းသာတာလည်းမဟုတ်စိတ်ဆင်းရဲတာလည်းမဟုတ်ဘူးဆိုရင်တော့အဲ့ဒါကိုဥပိ္ပခဝေဒနာလို့ခေါ်တယ်အဲ့တော့ဝေဒနာနုပဒနာရှုတဲ့သူတွေကခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာကိုမှရှုရတာမျိုးမဟုတ်ဘူးအဲ့လိုစိတ်ထဲမှာဖြစ်ပေါ်တဲ့ခံစားမှုစိတ်ချမ်းသာတယ်လို့ခေါ်တဲ့ခံစားမှုစိတ်ဆင်းရဲတယ်လို့ခေါ်တဲ့ခံစားမှုစိတ်ချမ်းသာတာလည်းမဟုတ်စိတ်ဆင်းရဲတာလည်းမဟုတ်တဲ့ဥပိ္ပခခံစားမှုအဲ့ဒီခံစားမှုသဘောလေးတွေကိုလည်းဝိပဿနာရှုပေးရတယ်ยังเวทนีมวยแต่นั่นคือหาอุเบกขาเวทนียังอุเบกขาเวทนีนั่นคือจูระบละก็มันเจียสบายก็มันนี่ไอจูระบมันก็มันเจนี่ยังมันไตรออยเปตียังเนยกระดานั่นหาอุเบกขาเวทนียังเวทนีประเภทนี้หาจีอุเบกขาเวทนียังเวทนีคือเมียนเปได้ยังជួបនៅពេលដែលយើងចិត្តពេលដែលចិត្តកើតនៅពេលដែលចិត្តសុបាយរីណាសុខវេទនាពេលដែលចិត្តកើតទុក្ខអត់សូវសុបាយអាហ្នឹងហៅថាទុក្ខវេទនាហើយពេលដែលសុបាយក៏មិនសុបាយទុក្ខក៏មិនទុក្ខអាហ្នឹងហៅថាឧបេក្ខាវេទនាអញ្ចឹងសម្រាប់អ្នកដែលបដិបត្តិនៅវេទនានុបស្សនាសតិប្បដ្ឋានគឺយើងមិនមែនតើដែលបដិបត្តិនៅការមិនមែនតើដែលជួបនៅការសេចក្តីទុក្ខទើបយើងកំណត់ដឹងនៅវេទនានុបស្សនានោះទេគឺសំបី
hay dương chùm nơi sự đầy sốc rồi có dương chùm nơi OP khá nó có dương ai bạn nơi về tình nhiên Pasana bàn này anh ấy châu biển biểu mẹ số ye về tình là ngã miêu gì đấy khả năng cô mà cao đấy ở thi ở đuôi thì biết được khả mà khán giả đấy tập bộ ra tập khu khả năng cô mà cao đấy tập bộ thì biết là đấy khả mà khán giả đấy tập bộ ra tập khu xây thế mà xây chán đàn đi đấy khán giả mua cả tập khu xây sinh nhé đấy khán giả mua cả tập khu nào xây chán đàn là mà hậu xây sinh đàn là mà hậu lệ lệ biết đấy Upekha khán giả mua cả tập khu rồi khán giả mua ngã miêu gì đấy chẳng sờ rộp đây màu với những cứ ca soi này rong nó cứ miền Pramประเภท cứ ca chụp ca soi rong này vì ca chơi nhầm pi được riêng cài để chia sợi dây sóc mùiประเภท ca soi rong để ca chơi nhầm pi ca kết hợp bao nhiêu này chia sợi dây để chia ca để kết ca on nắng mùiประเภท hay ca soi này rong để chia tục nó cả đại chia sóc cả trên nhầm pi plei cài nắng mùiประเภท hay cả soi arom đại chia sóc đại cả trên nhầm pi sực đây đại cả đập pi trên nhầm pi cả kết ở bao nhiêu nắng mùiประเภท hay cả soi arom này mà men chia tục mà men chia sóc chia cần đa nắng mùiประเภท chẳng cả soi arom nó cứ miền Pram ประเภท này đó cho mimi tàn tàn màနာကျင်မှုကြိုက်ခဲမှုပေါ်လာတဲ့အခါမှာရုပ်ဖောက်ပြန်နေတာလို့နားလည်ထားရမှာဖြစ်တယ်။ဒူးမဟုတ်ပါဘူး။ခါမဟုတ်ပါဘူး။ခေါင်းမဟုတ်ပါဘူး။လက်မဟုတ်ပါဘူး။ပထဝီအာဘောတေဇောဝါယောလို့ခေါ်တဲ့ဓာတ်ကြီး၄ပါးသဘောတွေပါ။ဒါကြောင့်အဲ့ဒီနားတယ်ဆိုရင်ဒူးလို့မမြင်ရဘူး။အဲ့နားတဲ့နေရာလေးကိုစိုက်ပြီးတော့ကြည့်ပါ။နားတဲ့နေရာမှာမာသဘောဖြစ်နေသလားပျော့တဲ့သဘောဖြစ်နေသလားပူသဘောလေးဖြစ်လားအေးသဘောလေးဖြစ်လားတွန်းတဲ့သဘောတုတ်တဲ့သဘောဖြစ်လားရိုးစည်းသဘောဖွဲ့စည်းသဘောဖြစ်လားဖြစ်တဲ့အခါမှာလဲတဖြည်းဖြည်းနဲ့တိုးလာသလားတဖြည်းဖြည်းနဲ့ရောလာသလားအဲ့ဒီသဘောလေးတွေကိုကြည့်ရတယ်အဲ့ဒါရုပ်ဖောက်ပြန်နေတာလို့ခေါ်တယ်အဲ့ဒီမှာမှဒါကိုမကြိုက်တဲ့သဘောမကောင်းတဲ့သဘောအနေနဲ့ခံစားမှုဝေဒနာဆိုတာပေါ်လာတာရုပ်ကဖောက်ပြန်တာနံတရားကခံစားတာဒူးဆိုတာမရှိဘူးလက်ဆိုတာမရှိဘူးခေါင်းဆိုတာမရှိဘူးဓာတ်ကြီးလေးပါဖောက်ပြန်မှုမကောင်းဘူးလို့မကြိုက်ဘူးလို့ခံစားတဲ့သဘောเนาะဒီခံစားတဲ့သဘောရဲ့ဓာတ်ကြီးလေးပါဖောက်ပြန်တဲ့သဘောရဲ့ဒီသဘောတွေဖြစ်နေတာပါဒါကြောင့်အဲ့လိုနာကျင်ကြိုက်ခဲဝေဒနာတွေပေါ်လာရင်ရုပ်ဖောက်ပြန်မှုသဘောနဲ့ခံစားတဲ့သဘောနှစ်ခုကိုတည်တည်ချာချာမြင်အောင်စိုက်ပြီးတော့ကြည့်ပေးပါยังvề đây dương chụp nơi ca chư chọc chọc nắng anh nắng kia dân có bay cầm nát đằng thà nắng anh nắng vì mà men chia các bài chẳng cung rồi mà men chia đi tê còn đây chỉ ca bài pro tới này rồi bỏ niềm rồi bỏ thiệt bằng đó dân về đây vì chư nắng kia dân có bay cầm nát đằng thà ta chia phi và răng rồi chia phi và tuân chia sẻ và cái đó được chia sẻ về tập chia nên những con bay cầm nọt đằng chẳng về đây dương về đây chi chọc chắp nên con đây chia sẻ về rồi bỏ rụp thua chấm này ai ca soi nơi ca chi chọc chắp nên thao viêm mình là o ai nắng anh nắng cứ chia sẻ về rồi bỏ niềm mà thua chẳng cứ dương con bay cầm nọt đằng chẳng được thế nàyဒီဝေဒနာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတရားအထုတ်တဲ့အခါမှာတီးခံပြီးတော့ရှုမှတ်ဖို့ပြောတယ်တီးခံတယ်ဆိုတာတစ်ဖက်သူရဲ့စော်ကားမှုဆဲဆိုမှုပုတ်ခတ်မှုကိုမှတီးခံရတာမျိုးမဟုတ်ဘူးကိုယ်တန်တန်မှာဖြစ်ပေါ်လာတဲ့နာကျင်ကြိုက်ခဲမှုတွေကိုလည်းတီးခံပြီးတော့ရှုမှတ်ပေးရတယ်ဒါကြောင့်မြတ်စွာဘုရားကတီးခံရင်နိဗ္ဗာန်ရောက်တယ်လို့ခေါ်ပါတယ်chẳng pro hai đôi cho nó hai bàn chia chạy tông đường về tây niên đóคือเปรียสมาสัมพุทธพระองค์ตรงเอายังอดทนเอายังคันไตก็คันไตของคันไตนั่งเหมือนแมนคันไตตัวแต่คันไตนังกาเจประมาหรือไอระบอบเนี่ยตัวไตนูเตคือคันไตคือการอดทนจิมวยนั่งการชื่อจบจับคันไตจิมวยนั่งเวทนีโดยเฉพาะ
จังให้มันจีเปรียสมาสามบทอองตรงตราสมัยดาการนาวิยังอดทนอันนั้นยังบานสมัยหนึ่งแม่พอ ယဟန်တစ်ပါးရဲ့တီးခံပြီးရှုမဲ့ပုံလေးကိုနည်းနည်းပြောပြမယ်ယဟန်တစ်ပါးကတရားအထုတ်တဲ့အခါမှာနာကျင်ကြိုက်ခဲမှုတွေဖြစ်လာတယ်အဲ့ဒီခါမှာသူကတရားဆက်မရှုရှင်တော့ဘူးနာကျင်ကြိုက်ခဲမှုကိုမခံနိုင်ဘူးအဲ့တော့ဘလို့စဉ်းစားတယ်လဲဆိုတော့ငရဲကြသွားရင်ဒီထက်ပြင်းထန်တဲ့ဝေဒနာတွေခံစားရမှာအခုဖြစ်နေတဲ့နာကျင်ကြိုက်ခဲမှုဆိုတာကဘာမှမပြောပါတော့ဘူးနည်းနည်းလေးပဲငရဲမှာခံရတဲ့ဝေဒနာနဲ့ရှင်ကြည့်ရင်နည်းနည်းလေးပဲအခုချိန်မှာငါတီးခံပြီးမချွရင်အကုသိုလ်တွေလုံးမိပြီးတော့အပယ်ကျသွားနိုင်အပယ်ကျရင်ဒီထက်မှကပြင်းထန်တဲ့ဝေဒနာတွေခံစားနိုင်တယ်ဒါကြောင့်အခုဖြစ်နေတဲ့နာကျင်ကြိုက်ခဲမှုကိုတီးခံပြီးတော့ရှုမှတ်မယ်လို့ငရဲနဲ့နှိုင်းချင်ပြီးတော့တီးခံပြီးဝိပဿနာရှုတဲ့အကြောင်းလေးလဲဘိုးတုတာမှတ်သားသင့်ပါတယ်ยังแต่ตัวเรื่องการอดทนจะมวยหนึ่งเวทนี้นั่งหนึ่งเลือกโยนในเรื่องระบบพิโคมอองแต่ลูกมีการอดทนจะมวยหนึ่งเวทนี้พิโคมอองลูกปฏิบัติทัวอย่างเด้อเวทเวทนี้การล้างลูกอดอะไรตรอมบานจังลูกจังถอยกลายวิ่งได้ไปได้ลูกการโดยเฉพาะลูกกระทาการชื่อจดจำปันเนี่ยเวียมันสมาร์การชื่อจดจำในขนมทานในรุ่นนุเตvà anh ở trong là cả trừ chụp chậm vấn đề hạt màn đấy chứ nâng từ trừ chụp chậm nâng từ soi nơi cao nơi soi từ soi về tận niên là nông than rồi nó cứ vừa trừ chụp chậm chiêng không pin này thiệt chứ bà dương bà tham anh ở đi thế nâng từ soi nơi về tận niên độc kháng kháng là nông than rồi chứ vì cô nô lục bàn cái đôi cho nó hay cái lôของเปลืองชีเยี่ยมปฏิบัติอย่างเดิมยังไปได้ยืงเมียนเวทนี้การลางนั่นคือยืงกอบใบระลักดอเรื่องนั้นโปกอบใบระลักดอการอดทนในเวทนี้โดยชีพิโคในลูกมันกันยังการชื่อจบจับนี่คือเวียมันสมาร์ในการชื่อจบจับในขนมทานในรุตีนี่คือไปได้ยืงจูบในเวทนี้นั่นคือยืงกอบใบระลักในเรื่องนั้นให้คืออตรอมจิมวยในเวทนี้ก็ใบอัตรอมจะมวยหนึ่งเวทนีให้ปฏิบัติในทัวร์บ่อยเยอะให้ไปจำรันในมุกเตียวิปัสนาရှုတဲ့အခါမှာပရတောဝိပတ္တိဆိုတဲ့စကားတစ်ခုရှိတယ်ပရတောသစိန်ပြင်ပအားဖြင့်ဝိပတ္တိရှု၏ပရတောသစိန်ပြင်ပဆိုတာကိုယ်နဲ့မဆိုင်ဘူးလို့ပြောတာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဒါကြောင့်မိမိရဲ့ရုပ်သဘောနာမ်သဘောကိုရှုမှတ်တဲ့အခါမှာငါရုပ်ငါစိတ်ငါခန္ဓာလို့ဒီလိုမျိုးမတွေးရဘူးမစဉ်းစားရဘူးမိမိရဲ့တန်တန်မှာရုပ်သဘောပထဝီအာဘောတေဇောဝါယောလို့ခေါ်တဲ့တကြီးလေးပါသဘောနော်အာယုံတွေကိုသိနေတဲ့သဘောခံစားနေတဲ့သဘောဒီသဘောများတာရှိတယ်နော်အဲ့ဒီဖောက်ပြန်နေတဲ့ရုပ်သဘောနာမ်သဘောဒီငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးတဘာဝမျှတာဖြစ်တယ်လို့ဒီလိုကိုယ်နဲ့မဆိုင်တဲ့သဘောအနေနဲ့ရှုရမယ်လို့မြတ်စွာဘုရားညွှန်ကြားထားပါတယ်จึงพระสมมาสัมพุทธบาลสำแดงจะตรงเรื่องการปฏิบัติในวิปัสสนานั่นคือยังก็ไปปฏิบัติโดยเหมือนสำลังก็ไปปฏิบัติสำลังท่าโดยเชี่ยเนรไตปาระโตปัสสติปาระโตนั่นคือเนรไตปัสสตินั่นคือการสำลังในสรุปเรียนในสภีวะทอนั่นคือโดยเนรไตอันเมียนจะตรงยืมเป็นครูนยืงดีโดยจีเวทเนียนั่งเวทเนียนั่งเวียนเหมือนจีครูนยืงดีเวทเนียครูนในเชี่ยสภีวะเนาะการชื่อการปลายพรัวเตอร์ระบบรูปทัวให้การซอยการดังในทาการดังในการปลายพรัวเตอร์ระบบรูปทัวนั่งทางมันว่านั่งครูนในเชี่ยเวทเนียมันเนาะจังเนี่ยในปฏิบัติในวิปัสสนานั่นคือก็ใบปฏิบัติโดยเหมือนประการทายเชียระบบคล้วนระบบอันในนุตีแปลสมาสัมพุทธบาลสำนักในชนะမြတ်စွာဘုရားကပฏิပဋ္ဌာန်ကိုဧကာယနာမေခောတကြောင်ဒီတော်လမ်းလို့ခေါ်ထားပါတယ်အဲ့တော့မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ကိုရချင်တယ်ဆိုရင်
ခြားလမ်းမရှိပါဘူးကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့ဒီ၄မျိုးကိုရှုမှတ်ပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်ကိုရအောင်ယူရမှာဖြစ်တယ်တော့ဒီနေ့တရားဓမ္မတွေအားလုံးတကြောင်တည်းသောလမ်းဖြစ်တော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တတိပဋ္ဌာန်၄ပါးကိုကျင့်ကြံပွားများအားထုတ်ပြီးတော့တောကတွေငြိမ်းချမ်းပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်ကိုရရှိနိုင်ကြပါစေ សាធុសាធុសាធុចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងថាឯកាយនោភិកវេមគ្គសតិប្បដ្ឋានអញ្ចឹងផ្លូវជាផ្លូវដែលផ្លូវសម្រាប់ទៅកាន់ទីរលកទុកហ្នឹងគឺមានតែមួយទេគឺសតិប្បដ្ឋានហើយសតិប្បដ្ឋានហ្នឹងគឺមានចិត្តានុបស្សនាអីជាដើមហ្នឹងអញ្ចឹងសម្រាប់អ្នកដែលប្រាថ្នាដើម្បីនឹងរំលោះខ្លួនផុតចាក់ទុកនោះក៏បីបដិបត្តិនៅសតិប្បដ្ឋានដែលមានឯកដែលមានចិត្តានុបស្សនាជាដើមដូច្នេះអញ្ចឹងធម្មទេសនារបស់អាត្មាភាពមានតែប្រមាណប៉ុណ្ណេះឯងអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ត្រេកអរអនុមោទនាមានអីទៀតដូចយ៉ាងណាតទៀតឬយ៉ាងម៉េចអត់សម្រាប់ហើយយើងខ្មាស់ទោសទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាន់ហើយក្នុងពុនព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អន់នៅទូនោះដល់ខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុំសូមឲ្យជាសានបាត់សេចក្តីទុំទៅដែលដល់ហើយនៅភ័យសូមឲ្យជាសាបានភ័យទៅដែលដល់ហើយនៅសេចក្តីសូមឲ្យជាសាទបាត់សេចក្តីសោទៅអមបតិទិនគាថាយ៉ាងកេញជាកុសលកម្មតាពាំងកិរិយាមមយេនវិចាមនសាតិតសេសុកតាកតាំងយេសតាសញ្ញិណោអធិយេចាសតាអសញ្ញិណោកតាំងបញ្ញផលังមហង្សាពេភាគីភវន្តុទេយេតាំងកតាសុវិតិតាំងតណាំងបញ្ញផលังមយាយេចាសាធនាជាណានទេទេវិថ្វានិវេតយងសាពេលោកម្មយេសតាជីវន្តាហារហេតុកម្មនោញ្ញភោចនាងសាពេលផាទុមមចេតសាទេកាយវន្តនីកាយវន្តនីកាយវន្តនី